လိုပဲတဲ့အခန်းထဲကနေပြီးရေဖွင့်တန်နေကြားတယ်တွားကြည့်ဘာမှမရှိဘူးပြီးရေချိုးတန်နေကြားတယ်တခါလေကျရင်အဲ့လိုတခါဟိုအပြင်မှာပိတ်ထားတဲ့ထဲကနေတခါကိုလာခောက်တယ်တွားဖွင့်ကြည့်ဘယ်သူမှမရှိဘူးပြောတော့မဟုတ်ပါဘူးငါမိတာဒီမှာကြာကြီးပဲအဲ့လိုလည်းမဖြစ်ပါဘူးဘယ်တော့မှဖြစ်တယ်တဲ့အဲ့ဒီမှာကျွန်တော်တတိထားပြီးတော့ညာအိတ်ပြီးတော့မှတော့နှိုးတာကျွန်တော်နှိုးလို့ရည်စံကြတယ်အဲ့ဒီမှာကြည့်လိုက်တာဟုတ်တယ်ရည်စံကြတာလေးဖြည်းဖြည်းလေးပြောပြီးတော့စက်စုတစ်ခါဆွဲဖွင့်တော့အကြောင်းလည်းလည်းမရှိဘူးဒါဆိုကိုယ်ကန်လေးတွေဝင်တကူးဆိုလည်းကျုံးမှာပဲလေအဲ့မှာယောက်ျားကဒုံးကလည်းပေါ်ပြရဘူးလေးနဲ့ရေထဲဆင်းသွားလိုက်အပြန်တက်လာလိုက်ဒီမှာမိမတွေကလေးတွေလည်းဟောဟွာလေးတွေပစုံကလေးတွေငါးကလေးတွေဝယ်စားကြပါတော့အဲ့ဒီထက်တဲ့နောက်ဆုံးတော့လည်းကြာတော့ရေဆိုမှာဆိုလို့လက်စိတ်အိမ်နဲ့ပိတ်ထားတယ်ပတ်စံတယ်သူ့မိမောက်ပေးတယ်အဲ့ကနောက်ဆုံးတော့ပဲငါနောက်တစ်ခေါက်ပြန်မဆင်းတော့ဘူးလို့ပြောတယ်ဒီလည်းပြန်တက်လာအဲ့ဒီလူအလောင်းပေါ်ကျွန်တော်တို့ကြည့်တယ်ဘာမှအလောင်းမဖြစ်ဘူးအရင်ကအရင်ကကျွန်တော်တို့ကြည့်တော့အော်အေးဟိုတိတ်တော့လည်းမပြတ်စီးသေးဘူးပေါ့နော်အဲ့ဒီဆိုအဲ့ဒီလူဟိုအဲ့ဒီကျနေဖြတ်ပြီးတာဖြတ်ပြီးလမ်းလျှောက်သွားတာ